ပါတူမှာဘောလုံးလေးနဲ့မိတ်ဆက်ပေးမလို့ပါရှင်ဘောလုံးလေးနဲ့မိတ်ဆက်ပေးရမယ်ဆိုရင်တော့အများကြီးပါတယ်နောက်မှအကိတ်ကြီးအကြီးကြီးမပါဘူးနော်ဒီလိုဘောလုံးနဲ့ပတ်သက်တဲ့အပြားကြီးကြီးတွေနော်ဘောလုံးပတ်ရှာလဲအကိတ်ကြီးတွေမပါပါဘူးဒါလူတန်းစီဝယ်နေအောင်တော့ပေါ့နော်မသက်တော့လုပ်ပေးထားဖြစ်ပါတယ်ကဲဒီမှာပါကဲဒီမှာဘောလုံးကျိုးနော်ငမူသားကျိုးလေးတွေကဲဒါလေးဆိုရင်နော်41သိန်းနဲ့6တောင်းဓမ္မတန်41သိန်း6တောင်းမှာကြော်ကျိုးလေးဒါလေးဆိုရင်သိန်း40မပြည့်သိန်း40မပြည့်ဘူး36သိန်း39သိန်းအဲ့လောက်ပဲရှိမယ်နော်ဟိုကကြော်လုံးပတ်ရှာလေးဒီထည့်ထည့်လိုက်ကဲအေးလှလှလေးကိုပြကြနေတာဘောလုံးကြီးကဲဒီမှာပရက်15ပါ15ပဲရေဗားလိုက်တန်ကြိုးလေးနဲ့ခတ်ထားတာလှမလားထူးထူးတဲတဲလေးကိတ်ကိတ်ကြီးကြီးလေးနော်15ပဲရေရွှေရေအပြေးနော်အခုဟာလေးကိုကျမတို့နော်ဒီနေ့က19ရက်နေ့မှာအလားတန်တန်လေးတွေနော်ပရိအယော့လုံးဝတက်တောင်တက်တာလေးနဲ့ရောင်းပေးသွားမှာဖြစ်ပါတယ်ဆိုင်ကိုလာဝယ်ခြင်းလည်းရတယ်နော်ဒီနေ့ကကြတော့ကျမတို့19ရက်နေ့ဖြစ်ပါတယ်ဒါဆိုရင်ဝါတဲ့မမလှလှတွေဝါတဲ့သူတွေအဆင်ပြေတဲ့ခိတ်ကြီးတွေကျမကကြတော့ဒီမှာဘောလုံးခွေပြီဘောလုံးသမားဘောလုံးကန်နဲ့ဘောလုံးမဟုတ်ရွှေဘောလုံးသမားနော်ရွှေဘောလုံးကိတ်ကိတ်ကြီးကြီးတွေရွှေဘောလုံးအလုံးကြီးကြီးတွေအဲ့လိုမျိုးဆွဲရတာပိုကြိုက်တယ်ပေါ့ကွယ်နော်နောက်ခါကျရင်ဒီမှာဒီရောအီရှောဖို့ကျိုးအလဲမှာကိတ်ကိတ်ကြီးနဲ့ဘေးကကြတော့ဘောလုံးအညီသွားတယ်ပေါ့နော်နောက်ခါကျရင်ကြော်ကျိုးလေးတွေလည်းရှိတယ်ကြော်ကျိုးလေးတွေကဒီပြပေးမယ်ရှင်ဘောလုံးကလည်းလုံးချင်းမလို့လားကဲဒါလေးအရန်တန်ဟောရွှေသစ်တက်တန်ကလည်းမတက်သေးပဲနဲ့အရင်ဈေးတိုင်းပဲရောင်းပေးထားတယ်16သိန်းဆိုတာဗရက်ပုံစံလေးကိုမှတဲလေးတို့15ပဲရွှေပြည့်ဝအောင်မှတဲလေးတို့16သိန်းနဲ့ရမှာဖြစ်ပါတယ်နော်โอเคဒီရက်လေးအလူပွဲမင်္ဂလာပွဲတွေအတွက်ကိုအရင်အဆင်ပြေမယ်နော်ဒါလေးက daily ပုံစံနေတိုင်းဆွဲသီးလဲမလို့တော့ဘူး daily ပုံစံနေတိုင်းလဲဒီလိုလိုလေးဝတ်လို့ရတယ်တစ်ဖက်ကပန်းပွင့်တစ်ဖက်ကဘောလုံးအဲ့လိုလေးလဲဝတ်လို့ရတယ်ဒီမှာကြည့်ပါဦးနော်ဒါလေးဆိုကြော်ကျူနေတိုးကျူနဲ့ခတ်ထားတာလေး80ရာလေးနေတိုးကျူကိုဆွဲသီးမွယ်တော့ဝဲနေတိုးကျူရဲ့မှာတစ်ခါဆွဲသီးအပြီးပါဝယ်လိုက်နောက်အေးရောနော်အမျိုးလေးရမယ်နောက်ခါကျရင်ဒီမှာရွှေဘောလုံးမှာလော့ကက်လေးရွှေဘောလုံးဆွဲကျူမှာဒီမှာလော့ကက်လေးနဲ့ပါအရန်လှတော့နော်ငါးမှုသားလေးလည်းရှိတယ်12ပဲရှိတယ်သူကတစ်ချက်တည်းရှိမယ်ပေါ့နော်ဒါကတော့ကြော်ကျူလေးတွေပါမင်းကြော်ဆွဲကျူနော်ကြော်လေးဝှရှိစရာလေးအချစ်ကြိုက်တဲ့လူကအချစ်ယူပေါ့နော်ဒါလေးကဘောလုံးတော့များသောအားဖြင့်အချစ်လေးတွေများပါတယ်နော်အချစ်လေးတွေများပါတယ်ရှင်ကဲဒီမှာကျုံးထားလိုက်ကြော်ကျိုးမှာအသီးလေးတွေဆွဲသီးမလို့ကျိုးဒါလေးရဆို330ကျော်နော်30ကျော်ကနေစပြီးတော့40သိန်းပေါ့နော်နောက်ခါကျရင်သိန်းဒီမှာလေးဘောလုံးတအားကြိုက်ပါဆိုအောက်မှာလည်းအပုံလိုက်ကြီးဖြစ်နေဒီမှာလည်းအများကြီးပဲကဲလှတာလေးအဲ့ဒါလေးဘယ်လောက်လဲတဲ့နေတိုးကျုံနဲ့ကြော်ကျိုးကတဲလေး330ကျော်နော်330ကျော်ပါရှင်ကဲတော့ပေါ်သလားမမီနဲ့ရှင်ဟောဒီလိုရွှေဘောလုံးလေးနော်ဒါလေးတွေကိုနော်တန်လေးနဲ့တဲလို့ပေးသွားမှာဖြစ်ပါတယ်ဒါဆိုဘောလုံးတစ်ချက်ကျော်လေးတွေနော်ရှောက်ပဲသားလေးတွေရှစ်ပဲသားလေးတွေဒါမျိုးတွေနော်ဒါမျိုးတွေပတ်ရှာလဲဘောလုံးချိုးလာလိုက်တာရွှေလုံးတွေကြီးပဲဒါ15ပဲရွှေရောင်သားကြည့်ပါတော့15ပဲရွှေပြည့်ဝကိုတဲလေးတို့ကရရှိမှာဖြစ်ပါတယ်ဆက်သွယ်မှာယူခြင်းနဲ့ဆိုရင်တဲလေးရေ69231665ပါလာတန်လေးတွေယူရှာပါနောက်မှာဆိုလဲအကိတ်ကြီးတွေနောက်မှာနော်ဟိုနောက်မှာအကိတ်ကြီးတွေအကြီးကြီးရှိပါတယ်နော်ငါချက်သားတို့ဘာလို့ညာလို့ကဲလိုတယ်ဆိုရင်အခု TikTok shop ပေါ်မှာဝယ်ယူအားပေးဖို့နော်ပြောချင်ပါတယ်ရှင်ဈေးတန်လေးကိုပေးသွားမှာပါဒီလိုပေါ်လုံးလေးတွေဆိုပရက်လေးတွေဆိုရင်နော်ဒါလေး16သိန်းကနေစပြီးတော့နော်90 80တိရှိပါတယ်ကျေးဇူးပါ